အေးရေးကလေဘယ်လောက်ထိအရေးပါလဲဆိုတာယတိတို့လိုလူငယ်တွေအတွက်တော့တိတ်ပြီးတော့မတိလာပြီမဲ့လေကိုကအသက်30အထက်လားဒါမှမဟုတ်အသက်40အထက်ဖြစ်နေရဆိုရင်တော့ကိုပြန်ပြီးခ ्यू ဆိုင်ပေါ့နော်ဘာလို့ယတိကဒီလိုလေးပြောနေရလဲဆိုရင်အသက်30 40အထက်ရှိတဲ့သူတယောက်ကအေးရေးမဝဘူးဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့ energy တွေအကုန်လုံးရော့ကျလာမယ် focus လဲတေစာမထားနိုင်တော့ဘူးကိုယ့်ရဲ့ energy ကတနေ့တာလုံးအတွက်ကုန်ဆုံးနေပြီကိုကငငယ်ကလို့မဟုတ်တော့ဘူးကိုဦးနောက်ကလည်းအသက်20တုန်းကလိုမျိုးမဟုတ်တော့ဘူးပေါ့နော်ဒါကြောင့်မလို့အေးရေဝဖို့ကလေတကယ်အရေးကြီးတဲ့အရာပေါ့အသက်30 40အထက်မှာအလုပ်ကိုတခြားလုပ်နိုင်ရှင်အေးရေကိုတခြား queue site ပေးပြီးကျမရဲ့အတွက်တကယ်ကောင်းချင်ရင်လေအေးရေကအဓိကပဲလေတကယ်လို့ကိုတိုင်ကကျမရေးကောပြီးရင်စီးပွားရေးကောတကယ်ကောင်းရှင်တဲ့လူအတွက်ဆိုရင်အေးရေးကနံပါတ်1ပဲလို့ယတိကပြောချင်ပါတယ်ကိုချစ်တယ်ဆိုရင်အေးရေးဝအိတ်ဖို့မမေ့နဲ့နော်ကိုလည်းတခြား queue site ပါလို့ယတိကပြောချင်ပါတယ်ရှင်